ချင်တာတွေမလုံးနဲ့မလုံးချင်တာတွေလုပ်ပါတို့လူငယ်တွေနော်လုံးချင်တာတွေမလုံးနဲ့ဥအောင်အခုအရေးပြားထောက်ကြည့်လိုက်နူးညံ့တာနဲ့ကျန်းတာဘယ်ဟာကြိုက်လဲနူးညံ့တာကြိုက်တာဗောခံစားချင်တာဗောနော်အဲ့တော့အမြဲတမ်းမလုံးချင်တာကိုပဲလုံးချင်တာတွေမလုံးနဲ့အခုမနေ့စောစော4 နာရီခွဲ5 နာရီခန့်ထကျင်လားမထကျင်ဘူးအဲ့တော့ဘာမဆိုကိုယ့်ဘဝမှာဝရိယထားလုပ်ပါနော်ရှာတဲ့လူကမဖြုံဘူးဖြုံတဲ့လူကမရှာဘူးနော်အခုဥအောင်သမီးတွေကိုဘာလုပ်လဲအလုပ်ထဲထည့်လိုက်တယ်အခုသူတို့ကပတ်စံရှာရတယ်တော်ကြံနေဖေရတော်ကြံနေတရားစခန်းလုပ်ပြန်ရွှေသင်္นานလုပ်ပြန်ပြီသူတို့ကရှားနေရတော့အခုကကိုကဘာဖြစ်နေလဲဖြုံးတဲ့လူဖြစ်နေတယ်အဲ့တော့သူတို့ရှာတဲ့လူကဘာဖြစ်လာလို့အဖေအဲ့တော့မလုံနဲ့အောင်တော့ကားမဝင်နဲ့အောင်တော့အဖေမြေမဝယ်နဲ့အောင်တော့သမီးတို့ကငွေချက်တယ်နော်သူတို့ကဘာဖြစ်သွားလို့တော့ရှာတဲ့လူဖြစ်သွားလို့တကယ်လို့သာကိုကရှာပြီးနင်တို့ငါရှာတာထိုင်သုံးပြောပါလားသူတို့ကဘယ်နှမျိုးမှလဲနော်အစတော့ပြောခဲ့ပြီနော်ခုနအမွေခွဲတာ3,000 5,000ကနေ1000စီခွဲတဲ့လူဒုက္ခရောက်သွားတာဆိုတာမင်းတို့လည်းမှတ်တာဒါတို့အမွေရခဲ့ဘယ်တော့မှမိဘအမွေမယူနဲ့အမွေထိုင်စားပြီးအမွေခွဲပြီးအဲ့ဒီအမွေစားလို့ရတာတစ်သလုံးကိုတိုးတယ်မှာမဟုတ်မယူဘူးဗျာအမွေတပြားမှာဥအောင်တို့အမေတို့နဲ့စီးပွားခွဲတော့ကားနဲ့ဆင်းဆိုင်ကတဲ့စင်းမြေခွဲအကုန်ပေးခဲ့တာတပြားမှမယူဘူးမိမပြောတယ်ကလေး2 ယောက်နဲ့စီးပွားခွဲရင်ကာဟာမယူဘူးလို့မင်းခွဲချင်ရင်တော့အဲ့ဒီစီးပွားရေးတွေတပြားမှမယူနဲ့ဆိုမှာအဲ့တော့ဗာလဲပြောရင်ယူချင်တာပေါ့အဲ့ဒီခေတ်ကကားတစ်စင်း3,500 5 သိန်းဘယ်ဟွာပြုတ်မှာလဲတို့လူတွေပြောချင်တာမိဘအမွေခွဲရလို့အမွေစားပြီဆိုတဲ့နေ့အဲ့ဒီအမွေနဲ့ရင်းနှီးစားပြီဆိုလို့ကျင်တော့အဲ့ဒါမွဲမယ်တာသဘောပေါက်ပြီတော့မယူဘူးဗျာအကုန်ယူလိုက်